ဒီကနေ့ကတော့ဆီယာမာလေးကတနင်္ဂနွေသားသမီးဟောစတန်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေဒီကာလမှာအလုံးနဲ့ပတ်သက်ပြီးလုပ်ငန်းနဲ့ပတ်သက်ပြီးပညာရေးနဲ့ပတ်သက်ပြီးအစားရှိတဲ့ဖြင့်စိတ်ပင်ပန်းနေတာမျိုးလေးတွေတော့တွားပြီးတော့ဆီယာမာလေးကတွေ့ရတယ်ပေါ့နော်။အဲ့တော့စိတ်ပင်ပန်းနေတဲ့အရာတွေကိုကျမတို့ဘယ်လိုမျိုးဖြည့်ရှင်းလို့ရမလဲ။အဓိကတော့ဘာသာရေးလုပ်ခြင်း meditation လုပ်ခြင်း healing လုပ်ခြင်းကိုယ့်ရဲ့စိတ်ပင်ပန်းနေတဲ့အရာတွေကိုရတဲ့နည်းနဲ့ဖြည့်လျှော့ဖို့အတွက်ကြိုးစားရမယ်။အဲ့ဒါတွေပြီးသွားပြီ step by step ပေါ့နော်။ step by step ကိုယ့်ရဲ့စိတ်အဆင်ပြေလာပြီစိတ်တွေပင်ပန်းတာတွေရော့ကြလာပြီဆိုလို့ရှိရင်ကျန်တဲ့အရာတွေကလှုပ်ဆောင်မှုပို့ပြီးတော့လွယ်ကူတာမျိုးဆရာမလေးတွားပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဇာတာရှင်တွေအနေနဲ့ဒီကာလမှာနောက်တစ်ခါကျတော့ဗာလေးတွေဖြစ်နေလဲဆိုတော့ငွေကြေးအခက်အခဲဖြစ်နေတာမျိုးတွေပေါ့နော်တိုးတော်လည်းပဲအဲ့အခက်အခဲတွေကဆရာမလေးကယခုဘောဇဒန်ကိုနားထောင်လိုက်ပြီးတဲ့အချိန်တော့မကြခင်ကာလတစ်ခုအတော်တွင်းမှာပဲကိုယ့်ရဲ့ဒီစိတ်ပင်ပန်းနေတဲ့အရာတွေအားလုံးအဆင်ပြေထူးခြားသွားတာကိုတွေ့ရတယ်အဓိကဆရာမလေးဒီ positive energy ယူပြီးဟောတဲ့သူမျိုးဖြစ်တဲ့အတွက်သင်တို့ရှိကိုရောက်လာမယ့်အရာကဆရာမလေးအမြင်ပေါ့နော်ဒီဒါမဲ့နှစ်ပတ်အတွင်းမှာအဲ့ဒီငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေတစ်ပတ်နဲ့နှစ်ပတ်အတွင်းမှာပေါ့နော်တိတိတတ်တာထူးခြားလာမယ်လို့ဆရာမလေးကတော့မြင်ရပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်ပြီးတော့နားကျမ်းမာရေး view ဆိုင်ပြီးဖို့လိုတယ်နားတဲ့ရေဝင်တာမျိုးနားတဲ့အကောင်ကြိုက်တာမျိုးနားဥတာမျိုးပေါ့နော်အဲ့တော့တခုခုဆိုလို့ရှိရင်နော်ဒီနားနဲ့ပတ်သက်တဲ့အရာလေးဥမာတချို့ဆိုလို့ရှိရင်ဆိုင်မှာသွားပြီးတော့ခေါင်းလျှော်တဲ့ခါမှာနားတွေကိုချက်တောင်ထိုးတာတို့ဘာလို့ပေါ့နော်ဒီဘယ်လိုလဲဟိုနားချက်တန်လေးနဲ့လေအဲ့လိုမျိုးလုပ်တဲ့ဟာပေါ့နော်အဲ့ဒါလေးလည်းတတိထားပေးရပါမယ်ဒါတွေကကိုယ့်အတွက်နားချက်မာကြီးကိုထိခိုက်စေတာမျိုးဖြစ်တတ်တယ်နားဥတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အထူးတတိထားရမယ့်အပြင်ကိုဒီဇာတာရှင်းနေအနေနဲ့ဆရာမလေးခုနပြောတဲ့နှစ်ပတ်ပေါ့နော်နှစ်ပတ်ဆိုတဲ့ကာလမှာပဲအဆင်ပြေထူးခြားတာမျိုးတွေပေါ့နော်ဖြစ်လာမယ်အရာပေါ့ဥတီကျလန်ကြောင်းနေမှန်လာမယ်ဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်လာမယ်အဲ့ဒီဇာတာရှင်တွေထဲမှာတချို့ဆိုလို့ရှိရင်နိုင်ငံခြားသွားဖို့စီစဉ်နေတဲ့သူနိုင်ငံခြားနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ဖို့စ조사နေတဲ့သူဒါမှမဟုတ်နိုင်ငံခြားတွေနဲ့နိုင်ငံခြားလူမျိုးတွေနဲ့တွဲဖက်ပြီးတော့ဒါမှမဟုတ်လူမျိုးခြားတွေနဲ့တွဲဖက်ပြီးတော့လုပ်ငန်းတွဲလုပ်ဖို့စာချုပ်စာတမ်းချုပ်ဆိုဖို့တခုခုပေါ့နော်အလုပ်တွေတွဲလုပ်ရမယ့်သူမျိုးတွေရှိတယ်ဆိုရင်အဲ့လုပ်ငန်းတွေအဆင်ပြေလာတာမျိုးတွေ့ရတယ်ဒီနောက်တစ်ခါကျတော့ကိုယ့်ရဲ့နိုင်ငံရဲ့အခြားခရီးစဉ်တွေလည်းအဆင်ပြေထူးခြားသွားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဒီနှစ်ပတ်ကျော်ကာလအတွင်းမှာကိုအရင်ကမမျှော်လင့်ထားတဲ့ကိစ္စတွေပေါ့ဖြစ်မလာနိုင်တော့ဘူးလို့ထင်ထားတဲ့ကိစ္စတွေမျှော်လင့်မထားတော့တဲ့ကိစ္စတွေမျှော်လင့်ချက်တွေအကုန်လုံးကိုကမျိုးသိမ့်လိုက်တဲ့ကိစ္စတွေအားလုံးကမထင်မှပဲဖြစ်မြောက်သွားတာမျိုးနော်လက်လွတ်ချထားတဲ့ကိစ္စတွေအဆင်ပြေသွားတာမျိုးပေါ့တကယ်ကို positive energy အပြည့်နဲ့အောင်မြင်လာတာမျိုးထူးခြားလာတာမျိုးဆရာမလေးကတော့သွားပြီးတော့တွေ့ရတယ်ပေါ့နော်ကဲအဲ့တော့ပြီးတော့တချို့လူတွေမှာဒီဇာတာရှင်တွေမှာကိုထင်အောင်ထင်မှာဖြစ်နေတယ်လို့ထင်တဲ့ကိစ္စတွေပေါ့ငါထင်တာမှားနေတာနေမှာပါသူ့ပေါ်မှာငါအထင်လွဲနေတာဖြစ်မှာပါဒါပေမဲ့ငါရဲ့အတွေးတွေမှားနေတာဖြစ်မှာပါလို့ထင်ပေမဲ့အဲ့ဒီဟာတွေကမလွဲပဲနဲ့မှန်နေတယ်သင်ရဲ့အတွေးတွေအားလုံးကမှန်ကန်တိကျတယ်ထင်အောင်ထင်မှာဖြစ်နေတာမဟုတ်ပါဘူးလို့ပဲဆရာမလေးကတော့ပြောချင်တယ်အဲ့တော့ဘာသာရေးပို့လို့ရင်းနဲ့ကံကောင်းစေမယ့်အရာလေးတွေကိုများများလှုပ်ဆောင်မှုအဓိကထားပြီးတော့မှာပါစေအရာရအောင်မြင်ကြပါစေ